လာပါဗျာဒီနေ့တော့လေကျွန်တော်တို့အားလုံးနဲ့အရန်ရင်းနှီးပြီးသားစကားပုံတစ်ခုကိုနည်းနည်းလေးအတွင်းကျကျဆွေးနွေးကြည့်ကြအောင်ဟုတ်ကဲ့ဒီရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့စကားပုံနော်ဟုတ်တယ်အဲ့ဒါဟိုပဲဒီတစ်ခါတော့ရှေ့မြန်မာမြင်တစ်ခုတည်းမဟုတ်ပဲနဲ့လေခေတ်သစ်စိတ်ပညာစာအုပ်တအုပ်ပါတွဲပြီးတော့ရင်ခံမိချက်တွင်ကြည့်ရမှာဆိုတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းမယ်လို့ထင်တယ်ဟုတ်ပါတယ်ရှင်ရှင်းအမြင်နဲ့ခေတ်သစ်အမြင်ဘလို့ထပ်တူကြမလဲဆိုတော့ကြည့်ရမှာပေါ့ကဲဒါဆိုစလိုက်အောင်ပထမဆုံးပေါ့နော်ဒီစကားပုံကိုကြားလိုက်တာနဲ့တိုက်ရဲ့အတိပဲကတော့ရှင်းရှင်းလေးမယ်ကိုနေတဲ့ရွာမှာပဲတသက်လုံးနေရင်လူတို့လူကောင်းမဖြစ်နိုင်ဘူးပြောင်းမှဖြစ်မယ်အဲ့လိုယူလားအဲ့ဒီမှာစိတ်ဝင်စားစရာကောင်းတာကလေအဲ့ဒီရွာဆိုတဲ့စကားလုံးပဲရှင်ဟုတ်ဒါကတကယ်ရွာတရွာကိုပဲပြောတာမဟုတ်ဘူးကျမတို့လေ့လာထားတဲ့ရင်းမိတဲ့အရာဆိုရင်အဲ့ဒီရွာဆိုတာကလူတယောက်ရဲ့comfort zone ကိုပြောတာအိုးတတောင်းတသားဆုံးဟုတ်တယ်ကိုကျွမ်းကျင်ပြီးသားအလုပ်တွေရင်းနှီးပြီးသားပတ်ဝန်းကျင်ကိုတီးပြီးသားတွေးခေါ်ဒီပေါ့အဲ့ဒီဝါထဲမှာပဲနေနေတွေးတော့အရာအလုံးကလွယ်ကုန်နေမှာပေါ့လေဒါပေမဲ့တိုးတက်မှုတော့ရှိလာမှာမဟုတ်ဘူးအော်အဲ့လိုကိုဆိုတော့ရွာပြောင်းခြင်းဆိုတာကအဲ့ဒီ comfort zone ကနေရဲရဲဝမ်းဝမ်းထွက်လိုက်တာကိုဆိုလိုတာပေါ့နော်တိတိကျကျပါပဲအတွေးကြုံသစ်တွေအတိပညာအသစ်တွေကိုရှာဖွေတာကိုတင်စားထားတာဒါဆိုရင်အဲ့ဒီလိုရွာပြောင်းခြင်းကနေဘလို့တိကျတဲ့အကျိုးကျေးဇူးတွေရနိုင်မလဲအတိပညာတိုးပွားခြင်းဘက်ကိုယဉ်ကျေးကြည့်အောင်လားကောင်းပါတယ်ပဝင်းချင်းအသစ်ကိုရောက်သွားတဲ့အခါလေးကိုတခါမှမမြင်ဘူးမတွေးဘူးတဲ့အရာတွေနဲ့ထိတွေ့ရတယ်ရှင်ဟုတ်ဥပမာတစ်ခုပြောရရင်ကျမတို့ရဲ့ရင်းမြစ်တစ်ခုမှာဆိုရင်ပကံကထန်တက်တောင်လူတယောက်ရှမ်းကုန်းမြင်ကိုရောက်သွားတဲ့အခါရေပေါ်စိုက်ခင်းတို့ခြေနဲ့ဟလေလောတဲ့နီးပညာတို့ပထမဆုံးမြင်မှုသွားတာအဲ့ဒါသူ့အတွက်လုံးဝအသစ်ဆန်းပဲဖြစ်နေမှာဟုတ်တယ်လीအဲ့မှာသူရလိုက်တာကပညာတစ်ခုတိုးတာလဲပိုသွားတယ်အာလောကကြီးမှာအသက်မွေးဝမ်းကြောင်းနီးလန်းဒီကတဏှာနဲ့တဏှာဒီလောက်တောင်ကွာပါလားဆိုတဲ့လောကအမြင်ကျဲသွားတာဟုတ်တယ်အဲ့ဒါစာအုပ်ထဲမှာဖတ်ရုံနဲ့မရတဲ့လက်တွေ့ဘဝရဲ့ဉာဏ်ပညာပဲနော်အတိအကျပဲလောကလန်အမြင်ကိုကျွယ်ဝစေတာပေါ့ခဏလေဒီအချက်ကကျွန်တော်ဒီစကားပုံကိုမြင်တဲ့အမြင်ကိုလုံးဝပြောင်းတော့စေတယ်ဗျကျွန်တော်ကသူကောင်းဆိုတာယာထူးကြီးကြီးပညာတတ်ကြီးအဲ့လိုပဲအပေါ်ရနားလည်ထားတာဟုတ်ကဲ့တကယ်တမ်းကျတော့ဒီစကားပုံတွေကဆိုရင်သူကောင်းဖြစ်ဖို့ဆိုတာဉာဏ်ပညာပိုင်းတိုးတက်ရုံနဲ့မပြီးသေးဘူးထင်တယ်ဟုတ်တယ်မလားစိတ်သက်ပိုင်းဆိုင်ရာတိုးတက်မှုကိုလည်းဆိုလိုနေပုံရတယ်အဲ့ဒီချက်ကတော့လုံးဝအထက်ကပဲရှင်ကိုနဲ့ယင်းနှီးချုံဝင်တဲ့ပတ်ဝန်းကျင်ကိုကိုအကာအကွယ်ပေးမဲ့သူတွေနဲ့ခွဲလိုက်တာနဲ့အခက်ခဲတွေကစတော့တာပဲဟုတ်တယ်အစားစရရကိုဘာသာကိုဖြစ်သွားပြီအဲ့ဒီခါမှာ Angela DeWolf ရဲ့ Great စာအုပ်ထဲမှာပြောထားတဲ့ဟိုရင်စိတ်တက်ကြံခိုင်မှုတို့ကိုအားကိုနိုင်မှုတို့အဲ့ရည်ချင်းတွေတက်လာတာကျောင်းမြတ်ယတနာကိုပုတ်တိုင်မှာအရေးတော့လာတယ်လို့မျိုးပေါ့မှန်ပါတယ်အခက်ခဲဆိုတဲ့ပုတ်တိုင်မှုတွေကလူတယောက်ရဲ့အရေးကြီးကိုပို့ပြီးတော့တောက်ပလာစေတာဒါပြင်လေလူမှုဆက်ဆံရာပိုင်းမှာလည်းသူကောင်းဖယ်လာနိုင်တယ်လို့ကျွန်တော်ထင်တယ်ဘယ်လိုမျိုးလဲရှင်ကိုရွာမှာဆိုရင်ကိုကဘဲသူသားသမီးပဲအတိုင်းဝါကဆိုတာလူတွေကသိပြီးသားလေကို့ဘောသူ့လိုမြင်မှတစိတ်တွေကတ်နေတယ်အော်ဟုတ်ဒါပေမဲ့ရွာပြောင်းသွားတဲ့အခါကိုမှအဲ့ဒီတစိတ်တွေမရှိတော့ဘူးကိုရဲ့အရေးချင်းစစ်နဲ့ပဲလူတွေယုံကြည်မှုကိုတိဆောက်ရတော့လားအဲ့ဒါကလေသူကောင်းတချင်းရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုပဲဗျာတော်မှန်တဲ့ချက်ပဲဒါနဲ့ပတ်သက်ပြီးကျမတို့ရဲ့ရင်းမြစ်တစ်ခုမှာပါတဲ့စာရေးဆရာကြီးတယောက်ရဲ့အတွေ့အကြုံလေးရှိရယ်ဟုတ်ကဲ့သူကသူ့မွေးရမီမှာဘယ်လို့မှနာမည်မကြီးဘူးလူတွေကဘယ်သူသားဆိုတာတော့ပဲသိကြတယ်နောက်ပိုင်းနိုင်ငံခြားရောက်ပြီးဒုက္ခတွေမျိုးစုံတွေ့တော့သူ့ကိုဘယ်သူမှမသိဘူးသူရဲ့ကြိုးစားမှုနဲ့စိတ်ထားကိုပဲလူတွေကမြင်တယ်အဲ့ဒီအတွေ့အကြုံလေးကသူ့ရဲ့စာပေရေးအသားကိုပိုပြီးနှဆိုင်စေပြီးနောက်ပိုင်းမှာစာတေလောကရဲ့သူ့ကောင်းတယောက်ဖြစ်လာခဲ့တယ်လို့ဆိုတယ်ကိုတံဘောအစစ်မှန်ကိုအခက်ခဲချားတဲ့မှာရှာတွေ့သွားတာပေါ့နော်ဟုတ်ပါရဲ့ရှင်ဒီ comfort zone ကနေရုံးထွက်ခြင်းဆိုတဲ့သဘောတရားကစိတ်ဝင်စားစရာကောင်းတယ်ဗျာအနောက်တိုင်းမှာလည်းအလားတူစကားပုံတစ်ခုရှိတယ်လေ A rolling stone gathers no moss ဆိုတာဟုတ်ကဲ့လိမ့်နေတဲ့ကြောက်တုံးမှာရင်းမတက်ဘူးဆိုတာနော်ဟုတ်တယ်ဒါပေမဲ့သူတို့စီမှာအဓိပ္ပာယ်နှမျိုးထွက်တယ်တနေရာထဲမှာအတိအကျမနေရင်အောင်မြင်မှုမရဘူးလို့အနုလက္ခဏာမြင်သလိုအမြဲတမ်းယူလန်းနေတော့အသက်ထိနေတယ်တော့အပေါင်းလက္ခဏာလည်းမြင်ကြတယ်ကျွန်တော်စကားပုံကတော့တိုးတက်မှုကိုပဲဦးတည်ပြီးအပေါင်းလက္ခဏာပဲကိုပဲရှင်းရှင်းလင်းလင်းညွှန်းနေတယ်လို့ပဲအဲ့ဒါကယဉ်ကျေးမှုဆိုင်ရာရှုထောင့်ကွာခြားချက်ကိုပြတာပဲရှင်မြန်မာသူကောင်းဆိုတာ
ပစ္စည်းဥစ္စာထက်ဉာဏ်ပညာကိုချင်းတရားနဲ့လူမှုအတိုင်းဝိုင်းကလေးစားရတဲ့အရေးသွေးတွေကိုပိုတန်းမိုးထားတယ်လေ ဟုတ်တယ် ဒါကြောင့်ရွေလျားပြောင်းလဲခြင်းကရတဲ့အဲ့ဒီရေးသွေးတွေကိုအပေါင်းလက္ခဏာတက်တက်အဖြစ်ရှုမြင်တာဖြစ်နိုင်တယ် ဒါပေမဲ့လေကျွန်တော်စိတ်ထဲမှာမေးစရာတခုရှိလာတယ် ဟုတ်ကဲ့ အခုခေတ်ကရှေးခေတ်လိုမဟုတ်တော့ဟုတ်တယ်မလားလဲတွေနဲ့ရွာပြောင်းနေတဲ့ခေတ်မဟုတ်တော့ဆိုတော့ဒီ21ရာစုမှာဒီစကားပုံကအသုံးဝင်သေးရလားဗျာ ဒါအခုခေတ်လူငယ်တွေရဲ့နီအီတီဆုံးမေခွန်းပဲဒီချက်ကိုလေပိုကျပြန့်တဲ့ရှုထောင့်ကနေကြည့်ရမယ်ရှင် ဟုတ်ကဲ့ အခုခေတ်မှာရွာပြောင်းခြင်းဆိုတာရုပ်ပိုင်းဆိုင်ရာပြောင်းတာတစ်ခုတည်းကိုကန့်သက်လို့မရတော့ဘူးဥပမာကိုလုံနေကြအလုပ်တစ်ခုတည်းမှာပဲနှစ်ပေါင်းများစွာလုံနေတာကရွာတရွာတည်းမှာနေတာနဲ့တူတူပဲ အဲ့ဒီကနေအလိုပြောင်းလိုက်တာကရွာပြောင်းတယ်ပေါ့ ဟုတ်တယ်ဒါမှမဟုတ် online ကနေပညာရပ်အသစ်တစ်ခုသင်ယူတာဘာသာစကားအသစ်လေ့လာတာကဘာပတ်ခီးသွားတာ ကိုနဲ့အသွေးခေါ်မတူတဲ့စာအုပ်တွေဖတ်တာလူတွေနဲ့တွေ့တာဒါတွေအကုန်လုံးကလည်းရွာပြောင်းခြင်းပဲပေါ့ အတိအကျပဲရှင့်အတိကကိုယ့်ရဲ့အသွေးခေါ်အပေါင်းတွေကနေရည်ရွယ်ချက်ရှိရှိရုံးထွက်ထိုးပဲ ကျွန်တော်ဒါကိုသဘောတူပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းမေးစရာရှိတာကလည်းရွာအမြဲတမ်းပြောင်းနေရောအခြေမခိုင်မဲနဲ့လီထဲမှာတိုင်ရင်ဆောက်သူတို့ဖြစ်မသွားနိုင်ဘူးလားဗျာ ဟုတ် တနည်းအားမှာအခိုင်အမာအခြေချပြီးအဲ့ဒီအတိုင်းဝိုင်းဝက်အကျိုးပြုတာကမှသူကောင်းအစစ်ဖြစ်မယ်လို့ဆိုတဲ့အမြင်တွေလည်းရှိရတယ်မို့လား ဒါအရန်ကောင်းတဲ့ထောက်ပြချက်ပဲဒီစကပုံကိုအဆုံးမရောက်ပဲချိန်ခွင်ညာရည်အောင်နားလဲဖို့လိုတယ် โอเค ဒီစကပုံရဲ့အဓိကရည်ရွယ်ချက်ကတိုးတက်မှုမရှိပဲရက်တက်နေတာကိုသတိပေးဖို့ပါရည်ရွယ်ချက်မရှိပဲဟိုပြောင်းဒီပြောင်းလုပ်နေတာကိုအားပေးတာမဟုတ်ဘူး ဆိုတော့ရွေချက်ရှိဖို့လိုတယ်ပေါ့ ဟုတ်ပါလေ read စာအုပ်ထဲမှာပြောင်းထားတယ်လို့ပဲလေဇွဲရှိရှိနဲ့ရီမန်းချက်တစ်ခုကိုဆွဲမြင့်လုပ်ဖို့လိုတယ်ရွာပြောင်းချင်းဆိုတာကိုယ့်ရဲ့ကြီးမားတဲ့ရီမန်းချက်ကိုအထောက်အကူပြုမယ်အပြောင်းလဲတွေကိုရည်ရွယ်ချက်ရှိရှိလုပ်တော့ဆိုလိုလား ရှင်းသွားပြီဗျာဒါဆိုရင်ဒီနေ့ဆွေးနွေးမှုတစ်ခုလုံးကိုပြန်ချုပ်ကြည့်အောင်တရွာမပြောင်းတူကောင်းမဖြစ်ဆိုတာရုပ်ပိုင်းဆိုင်ရာနေရာပြောင်းဖို့တတ်မဟုတ်ပဲကိုယ့်ရဲ့တက်တောင်တက်တာဆုံးကလည်းယုံထွက်ပြီးအတိပညာအတွေ့အကြုံနဲ့စိတ်တပိုင်းဆိုင်ရာကြီးထွားမှုကိုရှာဖွေဖို့တိုက်တွန်းနေတဲ့ရှေ့ကြပေမဲ့ခေတ်အဆက်ဆက်တံပိုးရှိနေမဲ့အစွမ်းအမတစ်ခုပဲ ဟုတ်ပါတယ်ရှင်နောက်ဆုံးအနေနဲ့ဒီစကားပုံကတက်တောင်တက်တာရှိမှုကိုသဘောကျနေတာကတိုးတက်မှုအတွက်အကြီးမားဆုံးထောင်ချုပ်တစ်ခုဖြစ်နိုင်တယ်ဆိုတာကိုတတိပေးနေတာပါ ဟုတ်တယ်လူအများစုကကိုကျွမ်းကျင်ပြီးသားရင်းနှီးပြီးသားပတ်ဝန်းကျင်မှာပဲနေကြကြတယ်လीလုံခြုံတယ်လို့ခံစားရလို့ ဒါပေမဲ့တကယ်ဖွံ့ဖြိုးတိုးတက်မှုဆိုတာအဲ့ဒီလုံခြုံတယ်လို့ထင်ရတဲ့ comfort zone ရဲ့အပြင်ဘက်မှာပဲရှိနေတတ်တယ်ဆိုတာကိုဒီစကားပုံကလှလှမပြတာနေပါတယ် ဒီစကားတွေပြောရင်တဲ့ကျွန်တော်စိတ်ထဲမှာနောက်ဆုံးရင်လည်းမေဟောတစ်ခုပေါ်လာတယ်ဗျ ဟုတ်ကဲ့ အဲ့ဒါကတော့နားထောင်နေသူဒီရောက်ချင်းစီအတွက်အခုလက်ရှိအချိန်မှာပြောင်းတဲ့ရွာဆိုတာဘာဖြစ်နိုင်မလဲဒါဟာတကယ်ရုပ်ပိုင်းဆိုင်ရာနေရာတစ်ခုဖြစ်ချင်မှလည်းဖြစ်မှာပါကိုယ်ဆွဲကင်ထားတဲ့အတွေ့အခေါ်အဟောင်းတစ်ခုနေ့စဉ်လုံးနေကြအကျင့်ဆိုးတစ်ခုဒါမှမဟုတ်ကိုတိုးတက်မှုကိုအဟတာဖြစ်စေတဲ့ယုံကြည်ချက်တစ်ခုလည်းဖြစ်နေနိုင်ပါတယ် ဟုတ်ပါတယ် အဲ့ဒီကိုပိုင်ရွာနဲ့ရဲရဲဝံဝံထွက်ခွာနိုင်ခြင်းကပဲသူကောင်းဖြစ်ခြင်းရဲ့ပထမဆုံးခြေလှမ်းဖြစ်မယ်လို့ထင်ပါတယ်ဗျာ